Chelsea အသင်းနိုင်ပွဲဆက်နိုင်ပြီးတော့ United အသင်းကရောနိုင်ပွဲဆက်အောင်မှာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ရဲ့ကြားတဲ့ထင်းမှာတော့ Premier League ပွဲစဉ်26ပွဲစဉ်ကြီးရှင်းမြန်ကစားသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ခုပြောပြသွားမှာတော့နောက်ပြန်မနက်အစောပိုင်းမှာရှင်းမြန်ကစားသွားမယ်ပွဲစဉ်တွေကိုအနည်းငယ်ပြောပြပြီးတော့ဝေးရလက်ခမပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရှေ့ရတဲ့ Chelsea အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် Chelsea အသင်းကဆိုရင်တော့ဒီပြတ်တဲ့လက်ထက်မှာနောက်ဆုံးကစားထားတဲ့ Premier League ၄ပွဲဆက်နိုင်ပွဲရရှိထားတယ်လည်းဖြစ်ပါတယ်။ဖက်က Leeds United အသင်းကလည်းနောက်ဆုံးကစားထားတဲ့ Premier League ပွဲစဉ်မှာ Nottingham Forest အသင်းကို 3-1 ဆိုတဲ့ရလဒ်နဲ့နိုင်ပွဲရရှိအောင်ဆွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလဒ်မှာတော့ Leeds United အသင်းကသူတို့ရဲ့အိမ်ပွဲမှာ Chelsea အသင်းကို 3-1 ဆိုတဲ့ရလဒ်နဲ့ပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အခုဒီချိန်ပြန်လည်တွေ့ဆုံမှုမှာတော့ Chelsea အသင်းအနေနဲ့အိမ်ပွဲ Stamford Bridge မှာ Leeds United အသင်းကိုဘယ်လိုတုံ့ပြန်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒီပြတ်တဲ့လက်ထက်မှာနိုင်ပွဲတွေဆက်ပြီးပုံစံကောင်းတွေပြန်ရလာတဲ့ Chelsea အသင်းကပဲ 2-1 လောက်နဲ့နိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ Everton အသင်းနဲ့ Bournemouth အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Everton အသင်းကတော့နောက်ဆုံးကစားထားတဲ့ Premier League ပွဲစဉ်မှာ Fulham အသင်းကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဖက်က Bournemouth အသင်းကတော့နောက်ဆုံးကစားထားတဲ့ Premier League ပွဲစဉ်မှာ Aston Villa အသင်းနဲ့တည်ရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလက်မှာတော့Bournemouth အသင်းရဲ့အိမ်ပွဲမှာ Everton အသင်းကအသာစီးရယူထားတာဖြစ်ပါတယ်။အခုဒီချိန် Everton အသင်းအနေနဲ့ဒုတိယကြောသူတို့ရဲ့အိမ်ပွဲမှာလည်းအမှန်ပြီးတော့အသာစီးရယူသွားမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့တစ်ဖက်က Bournemouth အသင်းအနေနဲ့ရှီဆောင်ပိုင်းကလည်းအရင်ကြီးကောင်းမွန်နေတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ Everton အသင်းကပဲသူတို့ရဲ့အိမ်ပွဲမှာ 1-0 လောက်နဲ့အသာစီးရသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ Tottenham Hotspur အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။စပါးတင်းရဆိုရင်တော့နောက်ဆုံးကစားထားတဲ့ Premier League 9ပွဲစဉ်နိုင်ပွဲပြောက်ဆုံးထားတာဖြစ်ပါတယ်။ဖက်က Newcastle တင်းရလည်းထိုနည်းတူစွာပဲနောက်ဆုံးကစားထားတဲ့ Premier League ၄ပွဲစဉ်ရှုံးပွဲဆက်နေတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြော့မှာတော့ Newcastle တင်းရဲ့အိမ်ကွင်းမှာတစ်ဖက်2ဂိုးစီနဲ့တည်ရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းကကိုစီနိုင်ပွဲတွေလိုအပ်နေတာဖြစ်လို့အမှန်တကယ်ကြည့်ကောင်းမယ်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ Tottenham Hotspur တင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာလုံးဝအမှားမခံမဲနဲ့ Newcastle တင်းကိုတေချာပေါက်နိုင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့စပါးတင်းကပဲပြန်လည်သွင်းငိုးတွေနဲ့3-2ဆိုတဲ့ရလဒ်လောက်နဲ့နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ West Ham တင်းနဲ့ United တင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ West Ham တင်းကဆိုရင်တော့နောက်ဆုံးကစားထားတဲ့ပြန်ပွဲစုံ5ပွဲမှာတပွဲသာရှုံးနေတာပြီးတော့4ပွဲတီးနိုင်ပွဲရရှိထားတာလည်းဖြစ်ပါတယ်။တစ်ဖက်က United တင်းကလည်းနောက်ဆုံးကစားထားတဲ့ Premier League 5ပွဲမှာတပွဲရှုံးနေတာပြီးတော့4ပွဲတီးနိုင်ယူထားနိုင်တာဖြစ်ပါတယ်။ဆိုပါနိုင်ပွဲ4ပွဲကလည်းဒီပြမိုက်ကယ်ကာရီရဲ့လက်ထက်မှာနိုင်ပွဲဆက်တက်ရရှိထားတာဖြစ်လို့ United တင်းနေနဲ့ပြည်မှုကအမြင့်ဆုံးထိကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလက်မှာတော့ United တင်းရဲ့အိမ်ကွင်းမှာတေတမတ်စီခွဲဝေယူထားနိုင်တာလည်းဖြစ်ပါတယ်။ West Ham တင်းနေနဲ့ပထမကြောက်မှာ United တင်းစီကနေတေတမတ်ယူထားနိုင်တယ်ဆိုပေမဲ့အခုဒီချိန်ပြန်လည်တွေ့ဆုံမှုမှာတော့ United တင်းစီကနေတေတမတ်ရရှိဖို့ဆိုတာလွယ်ကူမှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ United တို့ကပဲ West Ham တင်းရဲ့အိမ်ကွင်းမှာ1-2 လောက်နဲ့ပဲအနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။